လုံးပဲမင်္ဂလာပါကျွန်တော်တော့ကြနေ့မနေ့အဲ့အတွက်ပြင်မယ်နော်ရှုံးနေလို့ဒါပဲထိုးရကြည့်လိုက်ဒီလုံးတောင်းရှင်းနေမဲ့တော့လုံးတောင်းရှင်းပုံလို့ပါရအောင်ကိုပေါ်ကလေးခုနကကချောပေါ်ကတိကိုလေးချက်တိဖြစ်ချင်းကြောင့်ဒီကောင်းလုံးတောင်းရှင်းက3လေးချက်တိပြရဆိုတော့3ည3ရှိပေါင်းကြတော့ဘာဖြစ်လဲတိပြဆိုတော့ဒီညနော်ဟုတ်ပြီဟုတ်တယ်ရှေ့ပေါင်းကြတော့6ပေါ်ကတိ6နက်က9ပါပါက4 6တိ9လေးဖြစ်ချင်းကြောင့်ဒီ3လုံးပေါင်းချင်းကလည်း6တိ9လေးဖြစ်ရမယ်ဆိုတော့3ညတိပေါင်းကြတော့ဘာဖြစ်လဲ4ဖြစ်ဆိုတော့ဒီပြင်ကြီးပြီနော်ဟုတ်ပြီဟုတ်တယ်နောက်တစ်ပင်က3ရယ်4ရယ်ပေါင်းကြတော့ပါရအောင်ခုံလက်ခုံပါဝါကနေခုံနက်က3ညပါဝါက9ခုံနေ3ည5ဖြစ်ချင်းကြောင့်တဲ့ခုံနေ3ည5ဖြစ်ချင်းကြောင့်ဒီ3ညရဲ့ဒီနေ့ရဲ့ဒီရှေ့ပေါင်းချင်းကခုံနေ3ည5ဖြစ်ရမယ်ဆိုတော့ဘာဖြစ်တော့3ညနေ့ရှေ့ပေါင်းကြတော့3ညဖြစ်ဘူးလားမှထမှန်ပြီနော်ဟုတ်ပြီနောက်တစ်ပင်3ရယ်ခုံရယ်ပေါင်းကြတော့ပါရအောင်3ညတဲ့3ညပါဝါက9 3ညနက်ကခုံပါဝါကနေ3ည5ခုနေတဲ့3ည5ခုနေဖြစ်ချင်းကြောင့်ဒီ3လုံးပေါင်းချင်းက3ည5ခုနေဖြစ်ရမယ်ဆိုတော့ဘာဖြစ်တော့နေ9ရယ်ပေါင်းကြ1လေးနဲ့ပေါင်းကြတော့9မဖြစ်ဘူးလားဖြစ်နော်ဟုတ်ပြီနောက်တစ်ပြင်ဒီ9ရယ်sorryဒီရှေ့ရယ်ဒီ4ရယ်ပေါင်းကြတော့ဒီရှေ့ရယ်ဒီ6ရယ်ပေါင်းကြတော့4ပါဝါက9လေးနက်ကနေပါဝါကခု4 9ခုဖြစ်ချင်းကြောင့်9ရယ်ဒီနေရယ်ဒီ3ရယ်ပေါင်းချင်းက4 9ခုဖြစ်ရမယ်ဆိုတော့4ရယ်နေရယ်ပေါင်းကြတော့9ရယ်နေရယ်ပေါင်းကြတော့1 3နဲ့ပေါင်းကြတော့4မဖြစ်ဘူးလားမှညီတယ်နော်ဟုတ်ပြီနောက်တစ်ပြင်ဒီမှာ1ရယ်3ညရယ်ပေါင်းကြတော့1ပါဝါက6ဒီနက်က8ပါဝါက3ဒီ6 3ဖြစ်ချင်းကြောင့်ဒီ3လုံးပေါင်းချင်းကလည်းဒီ6 3ဖြစ်ရမယ်တဲ့အဲကြောင့်နေရယ်3ညရယ်ပေါင်းကြတော့နေ4နဲ့ပေါင်းကြတော့6မလားဒီမှာ6ညီရယ်နော်ဟုတ်ပြီကျွန်တော်တို့တောက်ချန်နေအပိန်နေမနေ့အတွက်9ရယ်နေရယ်ပေါင်းကြပါရ9ရယ်နေရယ်ပေါင်းကြတော့1ပါဝါက6တဲ့1နက်က8ဒီ6ပါဝါက3တဲ့ဒီ6 3ဖြစ်ချင်းကြောင့်ဒီ3ညရဲ့ဒီခုံရဲ့ဒီအပိတ်ရဲ့ပေါင်းချင်းကဒီ6 3ဖြစ်ရမယ်တဲ့ဒါဆိုကျွန်တော်ပြမယ်နော်ဒီ6 3ဖြစ်အောင်ဘာပေါင်းပြရမလဲsorry 3ညအပေါင်းခုံအပေါင်း1ဟုတ်ပြီနော်3ညအပေါင်းခုံအပေါင်းကွဲတူ6 3ညအပေါင်းခုံအပေါင်းဝဲတူ8 3ညအပေါင်းခုံအပေါင်း3ဒီ6 3ဖြစ်အောင်3ညခုံရှိပြီးသားဆိုတော့ဒီ6 3ဖြစ်အောင်ဘာပေါင်းပေးရမလဲ1ဖြစ်အောင်ဆိုရင်4အပိတ်6ဖြစ်အောင်ဆိုရင်9အပိတ်ခုံရှိပြီးသားဆိုတော့9အပိတ်10ဖြစ်အောင်ဆိုရင်ခုံနဲ့ခုံ3ညပေါင်းကြတော့ခုံ10ဖြစ်အောင်ဆိုရင်1 3ဖြစ်အောင်ဆိုရင်ဘာပေါင်းပေးရမလဲခုံကို3ဖြစ်အောင်ဆိုရင်6အဲကြောင့်အပိတ်က4 9 1 6ကမနေ့မှာအပိတ်ကြမှာဒီကွာအပိတ်ကြလိုက်မယ်ဟုတ်ပြီကျွန်တော် one chain စိတ်ပြမယ်အဲ့ဒါတွဲပေးနေ one chain စိတ်ကဒါအပိတ်နော်လုံးပိုင် share လုံးပိုင်နဲ့ကတ်လိုက်ပြ one chain စိတ်ပြမယ်နော်one chain စိတ်ကဘယ်လိုလဲဆိုတော့ဒီနေ့ရယ်ဒီခုံရယ်ဒီ4ရယ်ပေါင်းနေ့ခုံ4ပေါင်းကြတော့ဘာရအောင်3ပါဝါက8 3ရှိ one chain မှာ8ညီတယ်ဟုတ်ပြီနော်တပြင်း9ရယ်6ရယ်ခုံရယ်ပေါင်းကြတော့3နေ့ပါဝါကခုံလက်နေ့ခုံ one chain တဲ့ဟုတ်ပြီနော်တပြင်းဒီမှာနေ့ရယ်3ညရယ်6ရယ်ပေါင်းကြတော့8ပါဝါက3နဲ့8 3 one chain မှာ3ည3ဆိုပြီးတော့ထွက်ပါတယ်3ညဟုတ်ပြီနော်တပြင်း3ညရယ်နေ့ရယ်3ညရယ်ပေါင်းကြတော့ဘာရတော့နေ့ပါဝါကခုံလက်နေ့ခုံ one chain မှာဘာညီတော့ခုံညီပါတယ်တဲ့ဟုတ်ပြီတော့ကြမှာနဲ့အတွက်ဒီခုံရယ်ဒီ9ရယ်ပေါင်းပြီးဒီနေ့လမ်းပေါင်းခုံရယ်9ရယ်ပေါင်းကြ6နေ့နဲ့ပေါင်းကြတော့8ပါဝါက3ပါတဲ့အဲကြောင့်ဒီကောင်အပိတ်ဆက်ရှိဆိုတော့အချင်းက3စီအချင်း3ရှိကအချင်းအပိတ်က
တီဟောအပိတ်ဆိုတော့ဟုတ်ပြီကျွန်တော်တွဲပြီးမယ်နော်ဘယ်လိုရမလဲဆိုတော့ရှိလေးရှိကိုရှိတိရှိချတဲ့မိန်ပေါ့နော်ရှိကိုကျွန်တော်ကြိုက်ရတာရှိမိန်3နေကြတော့3 4 3 9 3 1 3 6အားရတဲ့ရန်လိုက်ပါဟုတ်နော်ဒါလည်းတော့နည်းပေါ်လာမယ်နော်ကျွန်တော်တေချာပြပြထားရနော်ရုံနာမလို့လာ